တောက်တဲ့သူစိတ်ပျော်တက်လို့တောက်တဲ့စိတ်ရင်းကျဲမှုသမားညနေဆောင်တော့ပြောင်းလဲပြီးစိတ်ဆန္ဒကတောင်းတောက်တောက်ပြလိုက်နဲ့ရေများများရှေ့မှာစုကင်းလန်းကပါဒီလေးလိုက်နဲ့ခက်ကြကြတဲ့ခွက်တဲ့ကိုရဲ့တဲ့ကခိတ်စင်ပြီးလည်းမသွားပါတောက်ပြလိုက်